ဆေးရုံတွေမှာအဖွဲ့လေးတစ်ဖွဲ့ရှိတယ်အဲ့ဒီအဖွဲ့ကဘာလဲဆိုတော့ဆေးဝါးနဲ့ကုသလို့မရတော့ဘူးဆိုတဲ့အဖွဲ့လူမမာတွေကိုကုသပေးတဲ့အဖွဲ့ပဲဖြစ်ပါတယ်အင်္ဂလိပ်လိုတော့ palliative care လို့ခေါ်ပါတယ်အဲ့ palliative care ဆိုတဲ့အဖွဲ့ကလူမမာတွေပုံမှန်ကုနေကြတိုင်းကုပေးလို့မရတော့ပြောချင်တာကယောဂလည်းမသက်သာဘူးတေလည်းမသေးသေးဘူးအဲ့လိုမျိုးအဖွဲ့ဖြစ်နေတဲ့လူမမာတွေကို palliative care ဆိုတဲ့ဆေးတော့ကုလို့မရဘူးဒါပေမဲ့လို့ကုသနေတဲ့အသင်းဆိုတာကိုသိရှိတယ်အဲ့ဒီကုသနေတဲ့အဖွဲကဘာကုတာလဲလို့မေးစရာဖြစ်လာတယ်ဆေးရုံသွားတယ်ကိုရော်ရဲ့သူ့ကိုဆေးလည်းမကုသတော့ဘဲနဲ့ဘာကိုလူမမာကိုကုပေးနေတာလဲလို့မေးစရာဖြစ်လာတယ်ကျွန်တော်တို့ကတစ်ခါကြာရင်ဆေးရုံသွားတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ကခန္ဓာမှာဖြစ်တဲ့ယောဂကြောင့်ဆေးရုံသွားကြတယ်လို့ပဲထင်တယ်ဒါပေမဲ့လို့ကျွန်တော်တို့ဆေးရုံသွားတဲ့အခါတွေမှာခန္ဓာကိုယ်မှာဖြစ်တာကတော့ပထမဖြစ်ပါတယ်ဒါပေမဲ့လို့ခန္ဓာကိုယ်မှာဖြစ်တဲ့အရာထက်ဖြစ်နေတဲ့အရာတွေကိုကုသစရာတွေအများကြီးရှိတယ်ဆိုတာကိုဆေးရုံဆေးကန်းတွေရဲ့စက်တင်တွေမှာကျွန်တော်တို့တွေ့ရှိရတယ်ဝိညာဉ်ခြင်းတဲ့အချက်ကလေးတစ်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာလူတွေကုလို့မရတဲ့အရာကိုဖျားကုပေးနိုင်တယ်ဆိုတဲ့အရာလေးတစ်ချက်ကိုဒီကနေ့အတူတကွစဉ်းစားကြည့်အောင်ကျွန်တော်တို့ဘဝမှာဘုရားသခင်ရဲ့တရားတော်ရဲ့လွတ်မြောက်ခြင်းအခွင့်ဟာဘလောက်အရေးကြီးသလဲဆိုတာကိုဒီကနေ့နှုတ်ကပတ်တော်မှာဖော်ပြထားတယ်အဆင့်လေး၃ဆင့်တွေ့ရပထမတစ်ချက်ကတော့ဘာလဲဆိုရင်တံပေထရုရဲ့ရောက်ခမကြီးကိုခန္ဓာကိုယ်ဖျားနာနေတာကိုသခင်ခရစ်တော်ကကုသပေးပါဒါကကျွန်တော်တို့သင်တဲ့ကျွန်တော်တို့ဘဝမှာဖြစ်တတ်တဲ့ခေါင်းကိုက်တယ်နှာစီးတယ်နော်စီဂျိုရှိတယ်ကင်ဆာဖြစ်တယ်ဒါတွေကိုကုသပေးတဲ့အဆင့်ဒုတိယတစ်ဆင့်ကျတော့သခင်ခရစ်တော်ကဘာကိုကုပေးတာလဲလို့ဒီကနေ့နှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာနတ်ဆိုးဆွဲနေတဲ့လူတွေကိုကုပေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကြားသခင်ခရစ်တော်ကိုသင်ဟာဘုရားရဲ့သားတော်ဖြစ်တယ်မဟုတ်ဘူးလားလို့ဝန်ခံတဲ့အခါမှာသခင်ခရစ်တော်ကသူတို့ကိုစိတ်ငြိမ်စွာနဲ့နေခိုင်းပြီးတော့မှသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့နတ်ဆိုးကိုနှင်ထုတ်ပေးတယ်ဆိုတဲ့အကြောင်းကိုကြားပါတယ်ဒါဟာကျွန်တော်တို့ဝင်ရေးဆိုင်ရာကုသမှုဖြစ်ပါတယ်လွယ်လွယ်လေးနဲ့ကြည့်မယ်ဆိုရင်တစ်ခါကြာရင်ကျွန်တော်တို့ဟာနေတဲ့နဲ့ကျေးဇူးတော်အသက်မှာလွတ်မြောက်ခြင်းငြိမ်သက်ခြင်းနဲ့ကျွန်တော်တို့မနေနိုင်တဲ့ဘဝအသက်တာတွေကိုတွေ့ရတယ်ကျွန်တော်တို့လမ်းလျှောက်နေတယ်ဒါပေမဲ့ခန္ဓာကိုယ်နဲ့စိတ်ကတခြားစီဖြစ်နေတယ်ကျွန်တော်တို့နေ့စဉ်ဘဝအသက်တာမှာကောင်းကြီးတွေအများကြီးခံစားရတယ်ဒါပေမဲ့အဲ့ဒီကောင်းကြီးတွေကိုကျွန်တော်တို့ကရည်တွက်ခြင်းမရှိဘူးဝမ်းနည်းခြင်းတွေနဲ့အသက်ရှင်ဒါတွေဟာဘာလဲဆိုတဲ့အခါကျရင်ဝင်ရေးရာဆိုင်ရာ၌ကုသခြင်းတွေခံယူဖို့အတွက်ဆိုတာကိုကျွန်တော်တို့တွေ့ရဒါပေမဲ့သခင်ခရစ်တော်ပြတဲ့တတိယတရားတော်ကတော့ဘာလဲဆိုတဲ့အခါကျရင်ဖခင်ရဲ့အလိုတော်လမ်းကိုဘလို့အခြေအနေမျိုးမှပဲရှိသူဆက်လျှောက်ရမယ်ဆိုတာကိုကပါနာအုံမှာရှိတဲ့လူတွေကိုဘာပြောလဲဆိုတော့မင်းတို့ကတော့ငါ့ကိုလက်ခံတယ်ငါရှိခြင်းအဖြစ်မင်းတို့ကုသခြင်းရှိတယ်ဆိုတာကိုတွေ့ရတယ်ဒါပေမဲ့လို့ငါလွတ်เสียရှိတာတွေကိုဆက်လုပ်အောင်မယ်ဆိုပြီးအခြားသောတရားစရက်တွေမှာလိုက်လံဟောကြားတယ်ဆိုတဲ့အကြောင်းကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာကြားခဲ့ရတာဖြစ်ပါတယ်ခရစ်သခင်၌ချစ်ခင်လေးစားပါတော်ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ဒီကနေ့ကျွန်တော်တို့တူစီရဲ့ဝင်ရေးအသက်တာအတွက်အချက်ကလေးတစ်ချက်အတူတကွစဉ်းစားရအောင်အဲ့ဒါကဘာလဲဆိုတဲ့အခါကျရင်ကုသလို့မရတဲ့အနာရောဂါတွေကိုကုသပေးနိုင်တာဟာဖျားရှိတယ်နော်လို့ဒီနေ့ကိုယ့်ရဲ့ဝင်ရေးအသက်တာအတွက်အတူတကွထောက်ရွှေနဲ့ကိုရောရှင်ထံမှာလိုအပ်သောကောင်းကြီးနဲ့ကျေးဇူးတော်ဖျားဖျားကိုအတူတကွတောင်းခံရအောင်အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးပြုမတ်တရရက်ဆုပန်ကြပါစို့